大家好，我是佩，我是学生，我现在学习 HSK3。ဆိုတော့ဒီနေ့ပထမဆုံးအခြေခံပထမဆုံးနေ့အနေနဲ့ရုပ်စာရဲ့အခြေခံအကြဆုံးဖြစ်တဲ့ဖြင်းရင်းကနေစလေ့လာကြမယ်ပေါ့နော်ဖြင်းရင်းနဲ့မှာပါလဲဆိုတော့ရှမ်းမိုးဆိုတဲ့ဖြီးပါမယ်ရွတ်မိုးဆိုတဲ့တရားပါမယ်ရှမ်းတယောက်ဆိုတဲ့အတန်တုံးလေးပါမယ်ရှမ်းတယောက်ဆိုတဲ့အတန်တုံးလေးပါမယ်အဲဒီသုံးခုပေါင်းစပ်ပြီးတော့မှအတန်တန်ထွက်လာတယ်ပေါ့နော်ပြီးတရာအတန်တုံးသုံးခုလုံးပေါင်းမှအတန်တန်ထွက်လာတယ်ဆိုတော့ဒီနေ့အခြေခံအကြဆုံးဖြစ်တဲ့ရှမ်းမိုးဆိုတဲ့ပြီးကနေပထမဆုံးစတင်ကြမယ်စလေ့လာကြမယ်ဆိုတော့ပြီးကနေစလေ့လာကြမယ်ပေါ့နော်ပေါ်ပြီးလေးကိုမြင်ပေါ်you know ပြီးဆိုရင်ပေါ်you know ပေါ်ပြီးနဲ့အမှတ်တယ်လို့နော်ပြီးဆိုပြီးပေါ်ပြီးဆိုတော့ပေါ်အဲ့လိုမျိုးပြီးကပေါ်ပြီးကပေါ်ပြီးကမှာပေါ်နော်ပေါ်လေးကိုမြင်ပေါ်မောကကျတော့ for လေးမြင် for ဒီပေါ်နဲ့အမှားမယ်နော်ပေါ်ချင်းတူသူက for f တန်လေးပါမယ်ရှေ့ကိုသွားနှစ်ချောင်းထုတ်ပြီး f တန်လေးနဲ့ for ပေါ်မော for ရမယ်နော်ပြန်ဆိုကြည့်မယ်ပေါ်မော for ပေါ်မော for ဟုတ်ပြီနောက်ရပြီနော်အဲ့ဆိုနောက်တစ်ခုစက်မယ်တဲဒီယိုမီတဲထဲချီယိုမီထဲပြီးတွေအကုန်လုံးအသေးတွေကြီးပဲနော်အသေးပဲအကြီးမရှိဘူးနော် alphabet အသေးတွေပဲစာတယ်ဟုတ်ပြီနော်တဲထဲနေလေဟုတ်ပြီနော်ဒီမှာလေးတွေတိတ်တော့တတ်နိုင်ဆုံးတော့အတန်တို့ကိုအစီအပြေအောင်ထုတ်ပေးထားပါတယ်ဟုတ်နော်နောက်တစ်ခါပြန်ဆိုကြည့်မယ်တဲထဲနေလေနော်နောက်မှလည်းဆိုကြည့်ပါနောက်တစ်ခါပြန်ဆိုကြည့်မယ်တဲဆိုပေါ်နေပြန်ဆိုကြည့်မယ်ပေါ်မော for တဲထဲနေလေချီယိုမီခေယိုမီခဲကြတော့ตัวလေးချမ်းမဲ့လာတယ်အားကောင်းပါလေခဲလေချတော့တော့မလို့ခဲရမနော်အဲ့တော့ပြန်ဆိုကြည့်မယ်ခဲရမနော်အဲ့ဆိုရင်ဘောနေပြန်ဆိုကြည့်မယ်ပေါ်မော for တဲထဲနေလေခဲ
chi h ကိုမြည်ရှိရမယ်နော်အဲ့ဆိုជីချီရှိជីချီရှိရမယ်နော်နောက်တစ်ခုနောက်ထပ်သွားရအောင်ကျေစေအသေးတွေပဲနော်အသေးတွေပဲFအသေးတွေပဲသူကစားတော့ဟုတ်ပြီနော်အဲ့တော့ကျေစေတွားကြတော့တွားကြတဲ့အထွက်တဲ့အတန်းနဲ့ဆိုအောင်ပါနော်ဇရမယ်နော်ဇအမနော်တော့ကနေလဲဆိုကြည့်ပါနော်ဆိုတော့ထပ်ရမယ်ဆိုရင်တော့တွားရအောင်ဒါလေးကိုဘယ်လိုထုံးလဲဆိုတော့ကျူနောက်ကရာတန်ကျူဆိုတော့အနေနဲ့မြန်မာလိုရေးရတာနည်းနည်းခက်တယ်ကျူရေးပြတိတ်ပြီးတော့မှန်ပေါ်တော့မြန်မာလိုရေးမြန်မာအတန်တွေဒီစတော့တိတ်ပြီးတော့အစင်မပြေဘူးမြန်မာလိုရေးပြတဲ့တိတ်အစင်မပြေဘူးအဲကျူဆိုရင်အစားအနေနဲ့ဆိုကြအောင်ဒီဘက်တစ်ချက်အစားအနေနဲ့ဆိုကြအောင်ជីချီရှိကျူ